တူရီချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါတူရီရွှေရတောင် channel မှာကြိုဆိုပါရစေကျွန်တော်များအခု9ရက်2လ2026မနက်ပိုင်းထွက်ရှိမဲ့တူရီပေါကနန်းများကိုစပြီးတော့တင်ပြပေးပါမယ်အဲ့ဒီမှာမိတ်ဆွေများအနေနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်းကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်ပေးထားခဲ့ကြပါမေတ္တာရက်ခံညီပါတယ်အဲ့ဒီတော့ကျွန်တော်ရဲ့ဒူရီရွှေရတောင် channel ကနေ9ရက်2လ2026မနက်ပိုင်းထွက်ရှိမဲ့ကဏ္ဍလေးကိုတင်ပြပါတော့မယ်အဲ့ဒီမှာကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ထိပ်စီးပေါ့နော်ထိပ်စီးလိုင်းကိုပြပါမယ်ထိပ်စီးကဘယ်လိုသွားလဲဆိုတော့သူကဒီ3ညရဲ့ဒီ2ရက်ပေါင်းရင်2ပါနော်အဲ့ဒီ3ညရဲ့2ရက်ပေါင်းလို့2ရက်ကျွန်တော်တို့ဒီက9ရက်ပေါင်းလိုက်လို့ရှိရင်1ပါနော်ဒီ1ကကျွန်တော်တို့ဒီ1ထိပ်ပါနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကနောက်ဒီ9ရက်ဒီ1ရက်ပေါင်းလိုက်လို့ရှိရင်3ညပါ3ညရဲ့ဒီ1ရက်ပေါင်းလို့ရှိရင်1ပါဒါဆိုလို့ရှိရင်ဒီ1ကဒီ1ထိပ်ပါနော်ကျွန်တော်တို့အဲ့ဒါဆိုရင်နောက်တစ်ခါဒီ9ရက်ဒီ4ရက်ပေါင်းလိုက်လို့ရှိရင်3ပါဒီ3ရက်ကျွန်တော်တို့ဒီ1ရက်ပေါင်းလိုက်လို့ရှိရင်4ပါဒီ4ရလည်းဒီ4ကဒီထိပ်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့9ရက်2လ2026မနက်ပိုင်း12နာရီခန့်ကထိပ်စီးရဘာဖြစ်မလဲဆိုတော့ဒီ6ရက်ဒီ3ရက်ပေါင်းလိုက်လို့ရှိရင်9ပါနော်ဒီ9ရက်ဒီ4ရက်ပေါင်းလိုက်လို့ရှိရင်3ပါဒါကြောင့်မို့ကျွန်တော်တို့3ဆိုတဲ့ထိပ်စီးရပါမယ်ဒီ3ကကျွန်တော်တို့ဒီကိုရောက်မှာပါနော်အဲ့တော့ကျွန်တော်တို့3ညရဲ့2ရက်9ရက်ပေါင်းတဲ့1ကဒီ1ပါဒီ9ရက်ဒီ1ရက်ဒီ1ရက်ပေါင်းတဲ့1ကဒီ1ပါဒီ9ရက်4ရက်1ရက်ပေါင်းလို့ရှိရင်4ရပါတယ်ဒီ4ကဒီ4ပါဒါဆိုလို့ရှိရင်ဒီ6ရက်ဒီ3ရက်ပေါင်းတော့9ရက်4ရက်ပေါင်းတော့3ကဒီ3ပါဒါကြောင့်မို့ကျွန်တော်တို့3ထိပ်စီရပါပြီနော်အဲ့ဒီမှာကျွန်တော်တို့ကဗရိတ်ကိုပြန်ပြီးပြရမယ်ဆိုရင်ကျွန်တော်တို့ကဗရိတ်အနေနဲ့ပြရမယ်ဆိုလို့ရှိရင်ဒီနှစ်ကဒီ1ရက်ပေါင်းလိုက်လို့ရှိရင်3ပါနော်ဒီနှစ်ကဒီ1ရက်ပေါင်းရင်3ဒီ3ရက်ဒီ2ရက်ပေါင်းလိုက်လို့ရှိရင်ခွန်ပါနော်ကျွန်တော်တို့အဲ့ဒါခွန်ဆိုတော့ခွန်ပါနှစ်ဆိုတော့ဒီ2ရက်ဒီ1ရက်ပေါင်းရင်3ရက်ဒီ9ရက်ပေါင်းရင်နှစ်ဆိုတော့နှစ်ခွန်ပရိတ်ပါနှစ်ခွန်ပရိတ်မှာဒီမှာနှစ်ခွန်ပရိတ်ဆင်းသွားခဲ့ပါတယ်
တခါကျွန်တော်တို့ကဒီ1ရယ်ဒီ4ရယ်ပေါင်းရင်5ပါနော်ဒီ9ရယ်ဒီနှလုံးပေါင်းချင်း9ရယ်ဒီ1ရယ်ပေါင်းလို့ရှိရင်6ပါနော်ဒီ1ရယ်ဒီ4ရယ်ပေါင်းရင်5ဒီ1နဲ့ပေါင်းရင်6ဆိုတော့ကျွန်တော်တို့က6 1ပရိတ်ပါနော်6 1ပရိတ်ကိုသူကဒီမှာ6ပရိတ်ဆိုပြီးစဉ်းမင်းခဲ့ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ4ရယ်ဒီ3ရယ်ပေါင်းမယ်ဆိုရင်ခွန်ပါနော်ဒီ4ရယ်ဒီ3ရယ်ပေါင်းရင်ခွန်ရယ်ဒီ1ရယ်ပေါင်းလိုက်လို့ရှိရင်8ပါနော်4ရယ်3ရယ်ပေါင်းရင်ခွန်ရယ်1ရယ်ပေါင်းရင်8ပါဒီ8ကြောင့်ကျွန်တော်တို့က83ပရိတ်ကိုရပါမယ်ဒါကပရိတ်ပါပရိတ်ပါနော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ4ရယ်ဒီ3ရယ်ပေါင်းလိုက်လို့ရှိရင်ခွန်ရယ်1ရယ်ပေါင်းလိုက်လို့ရှိရင်8ဒီ8ကိုပါဝါခံရင်3ဆိုတဲ့ပရိတ်ကကျွန်တော်တို့ဒီမှာ3ပရိတ်ဆိုပြီးလာထွက်ပါတယ်3ပရိတ်ဆိုပြီးလာထွက်ပါတယ်ဒီမှာက6ပရိတ်ဆိုပြီးထွက်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ3ရယ်ဒီ1ရယ်ပေါင်းမယ်ဆိုရင်4ပါဒီ4ရယ်ဒီ3ရယ်ဒီ1ရယ်ပေါင်းရင်4ဒီ4ရယ်ကျွန်တော်တို့ဒီက4ရယ်ပေါင်းမယ်ဆိုလို့ရှိရင်8ပါ8ရယ်ပါဝါ3ပါဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ပရိတ်အနေနဲ့က83ပရိတ်ရပါပြီထိပ်စီးအနေနဲ့ကကျွန်တော်တို့3ထိပ်စီးကိုရပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထိုးခွက်အနေနဲ့ကကျွန်တော်တို့ကထိုးခွက်အနေနဲ့ကထိုးခွက်ပေါ့နော်ဒီမှာကျွန်တော်တို့ကထိုးခွက်အနေနဲ့က3ထိပ်စီးနဲ့10ပရိတ်ဆိုရင်35ပါ3ထိပ်စီးနဲ့3ပရိတ်ဆိုလို့ရှိရင်30ပါဒါကတော့ကျွန်တော်တို့မနက်ပိုင်းမှာ9ရက်2လ2026မနက်ပိုင်း12နာရီမှာထွက်ရှိလာမယ်ပေါက်ကနန်းများပဲဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေများအနေနဲ့ကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးကြပါလို့မေတ္တာရက်ခံချင်ပါတယ်အဲ့ဒီမှာကျွန်တော်အနေနဲ့လက်ဆောင်ကဏ္ဍတစ်ခွက်ကိုထည့်ပေးရမယ်ဆိုရင်လက်ဆောင်ကဏ္ဍတစ်ခွက်ကိုထည့်ပေးရမယ်ဆိုရင်31ဆိုတဲ့လက်ဆောင်ကဏ္ဍလေးကိုထိုးပါ
ထိုးကွာအနေနဲ့ကတော့ကျွန်တော်တို့35ရယ်30ရယ်ပဲဖြစ်ပါတယ်အဲ့ဒီမှာလက်ဆောင်အနေနဲ့က31ဖြစ်ပါတယ်ကဲအားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးကံကောင်းကြပါစေမင်္ဂလာပေါင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေကျွန်တော်ရဲ့တူဒီရွှေရတောင် channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားခဲ့ကြပါလို့မေတ္တာရက်ခံခြင်းပါလဲအားလုံးကျေးဇူးတင်ပါတယ်